ပရိသတ်များရှင်ဒီတစ်ခေါက်တော့လေချောင်းနာတဲ့အခါအလုံးချင်းကြတဲ့စာရည်ကဘလို့အထောက်အကူပြုလဲဆိုတာကိုပြောပြပေးကြပါရရှင်အကုန်ကြားသက်တာပြီးလွယ်ကူတဲ့ကုသနည်းတရက်ပါဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ရေနွေးနွေးတဲ့ကိုစားထည့်ပြီးပလုတ်ခြင်းတဲ့အခါအခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိုရရှိနိုင်ပါတယ်ပထမအချက်က pH ပမာဏကိုထိန်းညှိပေးပါတယ်စားရည်ကဘက်တီးရီးယားကြောင့်လေကြောင်းတွေကအက်ဆစ်တွေမညှိမညဖြစ်တာကိုထိန်းညှိပေးပါတယ်။ကျန်းမာတဲ့ pH ပမာဏကိုထိန်းညှိပေးပါတယ်။ကြွေးထဲမှာဘက်တီးရီးယားတွေမပေါက်ဖွားစေဖို့လေကာဝယ်ပေးပါတယ်။နောက်တစ်ချက်ကနှာခေါင်းပိတ်တာကိုသက်သာစေပါတယ်။စားရည်နဲ့ပလုတ်ကျင်းတာကအသက်ရှူလမ်းကြောင်းနဲ့နှာခေါင်းထဲမှာရှိတဲ့ချွဲတွေကိုဖယ်ရှားပေးနိုင်ပါတယ်။နာကျင်မှုတွေကိုသက်သာစေသလိုရောင်ရမ်းမှုကိုလည်းလျော့ကျစေပါတယ်။နှာခေါင်းထဲကဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ပြီးတော့အသက်ရှူလမ်းကြောင်းကနေတဆင့်ယောဂပိုးတွေဝင်ရောက်ကူးစက်တာကနေကာဝယ်ပေးပါတယ်။သူတေသနာပြုချက်တွေအရတနေ့ကိုစားရည်နွေးနွေးနဲ့3ချိန်ပလုတ်ကျင်းပေးတာကအသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့40%အထိကာဝယ်ပေးနိုင်တယ်လို့သိရပါတယ်။ဒါအပြင်အာသီးရောင်နာကိုသက်သာစေပါတယ်။ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကြောင့်အာသီးရောင်နိုင်ပါတယ်။အာသီးရောင်တဲ့အခါအစာတွေရေတွေမြုပ်ချဖို့ခက်ခဲနိုင်ပါတယ်။ဒီနာကျင်မှုကိုတက်တာစေဖို့စားရည်နွေးနွေးလေးနဲ့အလုပ်ကျင့်ပေးလို့လည်းရပါတယ်။နောက်ပြီးဂရိအနှံ့ဆိုတက်တာစေနိုင်ပါတယ်။အစားကြောင့်ဖြစ်ဖြစ်အခြားအကြောင်းရင်းကြောင့်ပဲဖြစ်ဖြစ်ဂရိနဲ့နန္နာကိုတက်တာစေဖို့ဂရင်းတန်ဆေးရည်တွေမသုံးချင်ဘူးဆိုရင်စားရည်နဲ့အလုပ်ကျင့်ပေးလို့ရပါတယ်။စားရည်နွေးနွေးလေးနဲ့ပလုတ်ကျင်းတာကတဖုံးရောင်နာတဖုံးသွေးထွက်တာတွေကိုတက်တာစေနိုင်ပါတယ်။စားရည်ကရောင်ရမ်းမှုကိုတက်တာစေနိုင်တယ်လို့တဖုံးရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။သွားကြိုက်သွားနာတာကိုလည်းသက်သာစေနိုင်ပါတယ်။ပြီးတော့ဂရင်းမှာဖြစ်တဲ့အနာဖြူဖြူလေးတွေသက်သာစေဖို့လေစားရည်နဲ့ပလုတ်ကျင်းပေးလို့ရပါတယ်။အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင်။